ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ English Stamford Bridge မှာ Manchester City အသင်းရဲ့လက်ရှိရှေ့စွမ်းကိုထိန်းချုပ်နိုင်မှာမဟုတ်ဘဲနဲ့ 1-2 ဆိုတဲ့ရလဒ်လောက်နဲ့အရှုံးပေးရလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ခုပြောပြသွားမှာတော့တနင်္ဂနွေနေ့မှာရှင်းပြထားသွားမယ် Premier League ပွဲစဉ်တွေကိုကိုရလက်ခတ်မှန်းပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ Crystal Palace အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလဒ်မှာဆိုရင်တော့ Newcastle အသင်းကသူတို့အသင်းရဲ့အိမ်ကွင်းမှာ 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့လက်ရှိအခြေအနေမှတ်ပေးစရာကိုကြည့်မယ်ဆိုရင်တော့ Newcastle အသင်းအနေနဲ့ကလည်းဥရောပဝင်ခွင့်တနေရာကိုရရှိဖို့ကမဖြစ်နိုင်တော့သလို Crystal Palace အသင်းကလည်းတမ်းမစင်းမှုကတေချာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာတော့တစ်ဖက်နဲ့တစ်ဖက်ဂုဏ်မရှိတဲ့ရလဒ်ထွက်ပေါ်သွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ Nottingham Forest အသင်းနဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလဒ်မှာဆိုရင်လည်း Aston Villa အသင်းကသူတို့ရဲ့အိမ်ကွင်းမှာ 3-1 ဆိုတဲ့ရလဒ်နဲ့နိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းကတော့ Nottingham Forest အသင်းအနေနဲ့Europa League ပွဲစဉ်မှာ Porto အသင်းနဲ့တည်ရလဒ်ထွက်ပေါ်ထားပြီးတော့Aston Villa အသင်းကတော့ဘောလုံးနာအသင်းကိုအီတလီမြေမှာဗိုလ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့အမှတ်ပေးစရာကိုကြည့်မယ်ဆိုရင်လည်း Aston Villa အသင်းအနေနဲ့ Champions League ဝင်ရောက်နိုင်မှုအတွက်ကြိုးစားရမှာဖြစ်တယ်လို့ Nottingham Forest အသင်းအနေနဲ့ကတော့တန်းစင်းစုံတွေကနေရုံးခတ်ဖို့အတွက်တေချာပြင်ဆင်လာမှာဖြစ်ပါတယ်။အဲကြောင့်မို့လို့ဒီပွဲစဉ်ကတော့တေချာကိုကြည့်ကောင်းမဲ့ပွဲတစ်ပွဲလို့မြင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ Nottingham Forest အသင်းအနေနဲ့တေချာပြင်ဆင်လာမယ်ဆိုရင်တော့မှပဲ Aston Villa အသင်းက 1-2 ဆိုတဲ့ရလဒ်လောက်နဲ့ပဲထပ်မံပြီးတော့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ Sunderland အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလဒ်မှာဆိုရင်တော့ Spurs အသင်းရဲ့အိမ်ကွင်းမှာတစ်ဖက်နဲ့တစ်ဖက်တည်ရလဒ်ထွက်ပေါ်ထားတာဖြစ်ပါတယ်။ဆန်နာလန်တင်ကတော့ဒီရာသီမှာတမ်းမစင်းမှုကတေချာတလောက်ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကတော်နေဟော့စပါသိန်းနေနဲ့တန်းစင်းဆောင်ကနေရုံထွက်ဖို့အကောင်းဆုံးပြင်ဆင်လာရမှာဖြစ်ပါတယ်။စပါသိန်းရဲ့အဝေးကွင်းရလဒ်တွေကိုကြည့်မယ်ဆိုရင်တော့15ပွဲကစားထားပြီးတော့9ပွဲနိုင်9ပွဲတည်9ပွဲရှုံးဆိုတဲ့ရလဒ်ကိုပေါ်ဆောင်ထားနိုင်တာဖြစ်တယ်လို့ဘိုးဘွားရှိုက်ချက်ကိုကြည့်မယ်ဆိုရင်တော့22ကိုသိမ်းယူထားပြီးတော့22ကိုပြန်လည်ပေးအပ်ထားတာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒီပွဲစဉ်ကိုကိုရလက်ခတ်မှန်းမယ်ဆိုရင်တော့စပါတင်းကပဲအဝေးကွင်းမှာ 0-1 ဆိုတဲ့ရလဒ်လောက်နဲ့ကပ်ပြီးနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ပိတ်ဆုံးပွဲစဉ်အနေနဲ့ကတော့ဒီတစ်ပတ်ရဲ့အကောင်းဆုံး big game ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ရှေ့ရတဲ့ Chelsea အသင်းနဲ့ Manchester City အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပထမကြောက်ရလဒ်မှာဆိုရင်တော့ Manchester City ရဲ့အိမ်ကွင်းမှာကျွန်တော်တို့ Chelsea အသင်းနေနဲ့နီးပြဟောင်း Mahrez ကထွက်ခွာသွားပြီးတော့ယာယီနီးပြနဲ့တွားရောက်ရှင်ပြိုင်ခဲ့ရမှာတော့တစ်ဖက်တစ်ကိုးတည်ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်းကတော့ FA Cup Quarter Final မှာ Chelsea အသင်းက League One ကလပ်အသင်းကိုအနိုင်ယူကနောက်တစ်ဆင့်ကိုတက်ရောက်ထားနိုင်တယ်လို့ Manchester City အသင်းကလည်း Liverpool လိုအသင်းမျိုးကိုဂိုးပြတ်အနိုင်ယူကနောက်တစ်ဆင့်ကိုတက်ရောက်ထားနိုင်တာဖြစ်ပါတယ်။ဒီထဲကမှ Manchester City အသင်းကတော့ Champions League ပြိုင်ပွဲကထောက်ခွာရပြီးတဲ့နောက်ပိုင်းမှာ Arsenal နဲ့ Liverpool လိုအသင်းမျိုးတို့ကိုရှေ့ပြတ်ဂိုးပြတ်နဲ့အသာစီးရရှိကအနိုင်ယူထားနိုင်တာဖြစ်လို့ကျွန်တော်တို့ Chelsea အသင်းနေနဲ့ English Stamford Bridge မှာ Manchester City အသင်းကိုအများဆုံးတည်ရလက်လောက်ပေါ်ဆောင်နိုင်တဲ့ဆိုပေမဲ့လည်းလက်ရှိရှေ့စွမ်းရတော့ Manchester City အသင်းကပဲ 1-2 ဆိုတဲ့ရလဒ်လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။